အားလုံးပဲကျွန်တော်တို့တူတီချင်းမိတ်ဆွေအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ကိုတီကြီးဆိုတဲ့ channel တလေးကနေပြီးတော့နှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဥစ္စာပထမအနေနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုဝင်ကြည့်တဲ့ပုံမှာလေးအားလုံးပဲချမ်းသာချမ်းသာပြီးတော့လူရင်းဆန္ဒများပြည့်စုံကြပါစေเนาะကျွန်တော်တို့မနက်ဖြန်เนาะဘာလို့လဲကျွန်တော်တို့ပွဲသိမ်းနေရောက်ပြီဆိုတော့ပွဲသိမ်းနေမှာလေကျွန်တော်ဒီနေ့လိုမျိုးပဲเนาะကျွန်တော်လုံးဝအထီးထီးမီရနိုင်မယ်အကောင်းဆုံးကျွန်တော်တို့เนาะလုံးမိုင်းနေဒူမိန်းနေ main quest တွေเนาะအကြိုက်ဆုံးပြီးခွေနဲ့အထီးထီးမီရမယ်ကျွန်တော်တို့တပတ်ကောင်းလေးကိုလည်းထပ်ပြီးတော့စူးစမ်းပြီးရှာပြီးမှာပြအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့မရေးဘဲမကြော်ဘဲနဲ့တိကျလေးကြည့်သွားစေချင်ပါတယ်ဗျာเนาะအဲ့တော့ကျွန်တော်ဗီဒီယိုလေးမစခင်မှာဗာပြောချင်လဲဆိုကျွန်တော်ဒီနေ့เนาะဘသူတွေကျွန်တော်တို့အောင်ပွဲခံလဲပေါ့ညနေစီမှာကျွန်တော်ထွက်စင်က63ဆိုပြီးကျွန်တော်ပြီးခဲ့တယ်အဲ့တော့အရင်ဆုံးเนี่ยကျွန်တော်တို့ဘာရှိမလဲဆိုလူအများသိရဲ့ကျွန်တော်တို့ရဲ့နေတိုက်เนาะ3ပတ်တီ10ပတ်တီပေးရတဲ့မှာပတ်တဲ့ကိုမလေးရမယ်ဒါတွေမေးလားဆိုတော့မဟုတ်ဘူးအဲ့ဒီ3ပတ်တီ10ပတ်တီရဲ့နေမှာကျွန်တော်တို့အချိုက်ဆုံးဖြစ်တဲ့ကျွန်တော်ရွေးပေးထားတဲ့ main quest တွေကနေမှာကျွန်တော်တို့63ဆိုပြီးတော့ကျွန်တော်ထိထိမိမိရမယ်အဲ့တော့ကျွန်တော်နေတဲ့ဆိုတဲ့ကိုမလေးဆိုရင်နှစ်သီးစားရမယ်ဒါတွေမေးလားဆိုတော့လည်းမဟုတ်ဘူးဘာတီကြံသေးလဲဆိုတော့ငါတို့ကတော့ကိုတီကြီးကိုအမှန်တကယ်ယုံကြည်ပြီးတော့အဖွဲကြုံဝင်ထားရဆိုတော့ကိုမာလေးတွေလုံးဝကျွန်တော်တို့ဘောနဲ့ဖြစ်မယ်လက်ဆောင်เนาะကျွန်တော်ဒီတစ်ပတ်ထုတ်ပေးထားတဲ့တေးကြကဲပါလက်ဆောင်မှာကျွန်တော်ရဲ့စိန်ပတ်သီးဖြစ်တယ်3ပတ်သီးเนาะဒါတင်ပေးလားဆိုတော့မဟုတ်ဘူးအဲ့3နဲ့ပတ်သက်ပြီးတော့အဓိကတင်းဆောက်လိုက်ရမယ် share ပြင်း3ကွက်เนาะအဲ့ဒီကနေမှာ36ဆိုပြီးကျွန်တော်တို့ဒါညနေဈေးမှာနေတဲ့ကိုမလေးတွေကကျွန်တော်တို့ယုံကြည်ပြီးတော့အဖွဲလောင်ဝင်နေကိုတီကြီးရဲ့ချစ်မိတ်ဆွေတွေကိုလုံးဝထိထိမိမိနှစ်သီးစားရတယ်အဲ့တော့အဖွဲဝင်ထဲမှာဆိုရင်ဘသူတွေကပို့ပြီးတော့ထိထိမိမိရတယ်ဆိုရှေ့ဘက်ထဲကကျွန်တော်ဒေးကြကဲပေါ်ခေါ်တဲ့ရပါတော့အဖွဲကြုံဝင်တဲ့ကိုမလေးဆိုရင်ရှေ့ဘက်ကကျွန်တော်ဒေးကြကဲပေါ်မှာဆိုရင်လည်းเนาะကျွန်တော်ထုတ်ပေးထားတဲ့အသေးကွေเนาะအဲ့ဒါကိုမှ3တင်เนาะကျွန်တော်ယူပေးထားတဲ့ share ဖြင့်ဒီကကျွန်တော်3တင်နဲ့ထိထိမိမိကျွန်တော်နှစ်သီးစားเนาะဒီနေ့ကနေကျွန်တော်မနှက်မှာရခဲ့တယ်เนาะအဲ့ဒါပဲလားဆိုတော့မဟုတ်ဘူးကျွန်တော်ဒီတစ်ပတ်ထပ်ပြီးတော့ကျွန်တော်တို့ထုတ်ပေးထားတဲ့9ပတ်တီမှာကျွန်တော်တို့9-6နဲ့เนาะနေတဲ့ကောင်မလေးတပကောင်းမီးရဲ့နေ့မှာကျွန်တော်ရဲ့အဖွဲ့ဝင်ကောင်မလေးနှစ်သီးစားထပ်ရတယ်เนาะပြီးတော့ကျွန်တော်ဒါပဲလားဆိုတော့မဟုတ်ပြန်ဘူးเนาะဒီနေ့မှာလည်းเนาะထပ်ပြီးတော့အဖွဲကြုံဝင်နေဆိုတဲ့မိတ်ဆွေလေးတွေကကျွန်တော်တို့3ပတ်တီးနဲ့ကျွန်တော်36ဆိုပြီးနှစ်သီးစားဆိုပြီးတော့နှစ်သီးစားအိမ်နဲ့ကျွန်တော်မိတ်ဆွေတွေလုံးဝเนาะဒါကတော့ကျွန်တော်ရခဏပြောသလိုပါเนาะကျွန်တော်တို့ကန်ဆက်တဲ့ကွန်မာလေးနဲ့တွေ့တဲ့အချိန်မှာကျွန်တော်မိတ်ဆွေလေးလုံးဝအဆင်ပြေမယ်လို့တော့ယုံကြည်ပါတယ်ဗျအဲ့တော့ဖြစ်နိုင်မယ်ဆိုရင်တော့မနေ့ဖြန်ကိုเนาะနားကျင်နဲ့မနားကျင်နဲ့ပပလေးဆော့ပါကဲဒါတော့ပဲကျွန်တော်ပြောချင်မယ်အဲ့တော့အဲ့ဒီပြောပြသားကျွန်တော်တို့မနေ့ဖြန်အတွက်နေ့ရက်ကြီးသွားမယ်เนาะနေ့ထဲမှာလက်ရှိမှာကျွန်တော်တို့ဘာရှိမလဲဆိုမနေ့ဖြန်ဒီ14ရက်8လ2026เนาะပွဲသိမ်းကျွန်တော်တို့မနေ့ဈေးမှာကိုရီကြီးရဲ့ငါတို့ကတော့မနေ့ဖြန်ကိုလုံးမိုင်ပတ်ရှင်နေဆိုဘာရှိမလဲဆိုကျွန်တော်တို့9ပိုင်း3ညပိုင်းနေရှိမယ်ဗျအဲ့တော့အဲ့9ပိုင်း3ညပိုင်းတွေကနေမှာတဲ့ကျွန်တော်တို့အကြိုက်ဆုံးဒူမိန်းတွေမိတ်ခွက်တွေပြောမယ်ပြီးတော့ကျွန်တော်တို့အကီးပြီးခွေနဲ့တကွက်ကောင်းလေးတွေကိုကျွန်တော်ဘက်ကနေပြောပေးမယ်အဲ့တော့ပုံမှန်လေးပဲစောင်းနဲ့ပေါ်ပင်လေးမယူရသေးကောင်မလေးတွေကသွားပြီးတော့ယူထားပါစောင်းနဲ့ပေါ်ပင်မလိုအပ်ဘူးဆိုတဲ့ကောင်မလေးတွေကအဆင်ပြေမယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးရဲ့နောက်အောက်က comment လေးတွေမှာကျွန်တော်ပြောပြတဲ့ခဏလေးတွေကိုစိတ်ရှည်နဲ့မှန်သွားစေချင်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့စရအောင်เนาะအရင်ဆုံးကျွန်တော်ဒူမိန်းလေးစပြီးတော့ပြောပြမယ်ဗျအဲ့တော့ဒူမိန်းမှာကျွန်တော်တို့ဘာရှိမလဲဆိုရင်ငါးနဲ့ပတ်သက်ရင်မနေ့ဖြန်ကိုစနေတိုင်းလေးတင်ဆော့မယ်ဆိုတဲ့ဒူမိန်းမှာဆိုရင်ငါးနဲ့ပတ်သက်ရင်9ခွန်နဲ့9 9ဆိုတဲ့ခဏလေးရှိမယ်3ညနဲ့ပတ်သက်ရင်เนาะ3ည3နဲ့3ည9ဆိုတဲ့ဒီကနေ့ကျွန်တော်၄ခွက်ဒီမနေ့ဖြန်ကိုဒူဝိန်းနေရာနဲ့ကျွန်တော်ထားပြီးတော့ဆော့လို့ရမှာကျွန်တော်နောက်တစ်ခါထပ်ပြီးတော့ပြောပြမယ်9နဲ့ပတ်သက်ရင်မနေ့ဖြန်ဆော့ရမယ်ကနေ့ဒီ9ခွန်နဲ့9ကို3ည3နဲ့3ည9ဆိုတဲ့ဒီကနေ့၄ခွက်ကမနေ့ဖြန်ကိုကျွန်တော်တို့ဒူဝိန်းနေနဲ့ဆော့လို့ရတယ်ဒူဝိန်းလေးပြီးတော့ကျွန်တော်ဘက်ကနေထပ်ပြီးတော့ main ကွက်လေးပြောပြမယ် main ကွက်မှာကျွန်တော်ပါရှိမလဲဆိုတော့9နဲ့ပတ်သက်ရင်9-3နဲ့9-8 3ညနဲ့ပတ်သက်ရင်เนาะ3ည9နဲ့3ညခွန်ဆိုတဲ့ဒီကနေ့လေးတွေကကျွန်တော်မနေ့ဖြန်မှာ main ကွက်နေနဲ့ဆော့လို့ရမှာเนาะကျွန်တော်နောက်ထပ်ပြီးတော့ပြောပြမယ်9နဲ့ပတ်သက်ရင်9-3နဲ့9-8 3ညနဲ့ပတ်သက်ရင်เนาะ3ည3နဲ့3ည8ဆိုတဲ့ဒီကနေ့လေးတွေကကျွန်တော်မနေ့ဖြန်ကို main ကွက်နေနဲ့ကျွန်တော်တို့ဆော့လို့ရမှာအဲ့တော့main ကွက်တွေเนาะဒူ main တွေ main ကွက်တွေပြီးသွားရင်ကျွန်တော်အကြိုက်ဆုံးတစ်ခွက်ကောင်းလေးမပြောခင်မှာဂျားထဲမှာပုံမှန်တိုင်းလေးပဲเนาะကီးပြီးခွေတွေနဲ့လိုချင်တယ်ဆိုရင်ရှေ့ကျွန်တော်ဒီနေ့ဆိုတော့ကျွန်တော်မနက်ဈေးကเนาะကီးပြီးเนาะကီးပြီးရကျွန်တော်မခွေသွားရမယ်ကျွန်တော်မနက်ကထိသွားရပြီအတွက်ကြောင်းအဲ့လိုမျိုးလေးပဲကို့မှာကတ်ချင်တယ်ဆိုရင်မနက်ဖြန်7နာရီ10မိနစ်စီးတဲ့ကီးပြီးခွေကပါရှိမလဲဆိုရင်3-8-9ဆိုတဲ့ကျွန်တော်ကီးပြီးခွေလေးရှိမယ်เนาะအဲ့တော့မနက်ဖြန်ကိုအများကြီးမစောခြင်းဘူးခွေစောခြင်းတဲ့ဆိုတဲ့ကောင်မလေးတွေကမနက်ဖြန်ကို3-8-9ဆိုတဲ့ကဏ္ဍလေးထိအောင်စော့ပါဒါဆိုရင်တော့အဆင်ပြေပါလိမ့်မယ်ဟုတ်ပြီလားအဲ့တော့မကြမ်းမလဲနောက်ဆုံးကျွန်တော်တို့ရဲ့နောက်ဆုံးဆရာကြီးเนาะတကွက်ကောင်းမဲ့ကြံတော့မယ်အဲ့တော့တကွက်ကောင်းလေးမပြောခင်မှာဗာပြောမလဲဆိုတော့လက်ရှိမှာเนาะကျွန်တော်နေ့လယ်မှာလည်းအဖွဲလာဝင်တဲ့လူတွေရှိတယ်ကျွန်တော်ပြောပြမယ်เนาะပြောချင်တာကအဖွဲဝင်တာက
ကျွန်တော်ဒါဗိုလ်တော်ဦးနေရခေါ်တယ်ဗိုလ်တော်ဦးနေရဒါကျွန်တော်ခေါ်တဲ့ဝင်တဲ့ကောင်မလေးဆိုကျွန်တော်ဒါကျွန်တော်ရဲ့မူရပါတော့ဒါ data ကပေါ့ရှိတဲ့ဘက်တဲ့အဖွဲကျဝင်ရင်ကြာတာပြီးတောက်ကြဆိုပြီးကျွန်တော် data ကပေါ့လေးဒါအခုเนาะဒါနှစ်ပတ်ရှိပေါ့เนาะရှိတဲ့ဘက်ကထုတ်ပေးရဲ့အခုတစ်ပတ်နဲ့ရှိနှစ်ပတ်ပဲရှိတယ်စပြီးပြန်ထုတ်ပေးကြအဲ့တော့ဂျိုဝင်တဲ့ကောင်မလေးတွေကကျွန်တော်ဘာရလဲဆိုတော့ဒီဟာလေးကိုကျွန်တော်တို့လက်ဆောင်နေနေရတယ်ပေါ့เนาะအဲ့တော့ပြောချင်တာကမနေ့ကဝင်တဲ့ကောင်မလေးဆိုရင်တော့ကျွန်တော်ဒီနေ့ရဒီနေ့မှဝင်တဲ့ကောင်မလေးကြာကျွန်တော်ပေးစရာမရှိတော့ဗျအဲ့တော့ပြောချင်တာကငါတို့ကကိုဒီကြီးနဲ့ကန်ဆက်တင်နေအခုမှကြားလို့တွေ့လို့เนาะဝင်ကျင်နေဆိုတဲ့ကောင်မလေးတွေကဒီတစ်ပတ်တော့ကျွန်တော်တေးကြခဲ့ပေါ့တော့မရှိဘူးကျိုးဝင်ကျင်နေဆိုတဲ့တော့မဝင်ဘူးဆိုလေစနေတင်းငယ်မှာဝင်လဲရပါတယ်ဒါလေးရပြပြပါเนาะဖိနိုင်မယ်ဆိုကျွန်တော်ခဏပြောသလိုပေါ့ဗျာကိုကငါတို့ကတော့ဒီတစ်ပတ်တော့ကန်ဆက်မလို့တွေးထားမယ်ဆိုရင်တော့ဒါလေးဝင်ထားရင်တော့ကိုယ့်အတွက်အကျိုးမရဘူးဗျာတကယ်လို့မကြိုက်ဘူးဆိုလည်းမဆော့လို့ရကြိုက်လို့ဆော့ရဲဆိုရင်လည်းကျွန်တော်ဒီနေ့ညနေမှာထီထီမီရကြမှာပေါ့ဗျာအဲ့လိုမျိုးလေးပြောချင်တာကအခုကျွန်တော်ပေးတဲ့ဒေတာကအရင်ကလည်းမကျွန်တော်မရောင်းပါဘူးเนาะကျွန်တော်ဒါလက်ဆောင်နေနဲ့ပေးရဒါပေမဲ့တခုတော့ရှိရပေါ့ရှိတဲ့ဘက်တဲ့ကြိုဝင်ထားမယ်ဆိုရင်တော့ဒီလိုမျိုးလက်ဆောင်တွေရပါတယ်ဒါပေမဲ့ဒီနေ့မှလာဝင်မယ်ဆိုရင်တော့မရတော့ဘူးဘာကြောင့်လဲဆိုကျွန်တော်ညနေကကနန်းကနှစ်သီးကြားနဲ့ထွက်သွားရင်မှုလို့ပြောပြเนาะအဲ့တော့ဖြစ်နိုင်မယ်ဆိုရင်တော့နောက်ပတ်တွေငါတို့ကတော့ဒီကြက်ကဲပေါ့လေးလက်ဆောင်လိုချင်နေဆိုရင်ကျွန်တော်ဗိုလ်တော်ဦးနေလို့ဆိုကျွန်တော်ခေါ်ဖြစ်ပါတယ်ဗျာเนาะအဲ့ခေါ်တဲ့ခါကျရင်ဒါမှမဟုတ်လေကျွန်တော်ရဲ့ Viber channel မှာကျွန်တော်ပို့တင်တယ် YouTube channel မှာကျွန်တော်ပို့တင်ပေးရတယ်ဒီချက်တော့ကျွန်တော်နားဆင်ပေးမယ်ဆိုရင်တော့အဆင်ပြေပါတယ်ဘာပြောကျွန်တော်လေးကြာတာပြီးတောက်ကြမှာတော့ဖြစ်နိုင်မယ်ဆိုရင်တော့ကြာတာပြီးနေ့ကိုဦးစားပေးထွက်နိုင်မယ်ကနန်းမျိုးရှာတာဖြစ်တဲ့အတွက်ကြောင့်ဒါနှစ်ပတ်ပြီပြနှစ်ပတ်လို့ရှေ့ဘက်ကဆိုလည်းကျွန်တော်တို့တင်ကြာတာပြီးနေ့မနက်ဈေးမှာကျွန်တော်တို့ထွက်တယ်ဒါဒီတစ်ပတ်ဆိုရင်လည်းကြာတာပြီးနေ့ကျွန်တော်တို့ညနေစီမှာထွက်တယ်အဲ့တော့ဗိုလ်တော်ဦးနေလောက်တည်းကဝင်တဲ့ကောင်မလေးရတယ်အခုကျွန်တော်ဒီနေ့မှလာဝင်မယ်ဆိုရင်တော့စိတ်မကောင်းပါဘူးကျွန်တော်လည်းเนาะကနန်းကထပ်တော့မရှာတော့ဘူးဘာလို့ရှားထားမှလွယ်ဘူးလေเนาะကျွန်တော်မျိုးစီသိပါလိမ့်မယ်အဲ့မို့လို့ပေါ့เนาะအဲ့တော့ကိုကခေါ်တဲ့ချိန်လေးမှာဝင်ပေးထားရဆိုတော့အဆင်ပြေတယ်ဒါပေမဲ့အခုဝင်ကျင်နေဆိုရင်တော့ဘာမှတော့မထူးဘူးပေါ့ဗျာနောက်တစ်ပတ်ကျွန်တော်တို့မှုကျော်ပတ်သီးပဲရမယ်အဲ့တော့ကိုကစနေတင်းနေကြာမှာပဲလာဝင်လဲရပါတယ်ဒါလေးကကျွန်တော်လိုတဲ့ကောင်မလေးပြောတာပေါ့เนาะမလိုအပ်ရင်လည်းမဝင်လို့ရပါတယ်ဗျာကဲဟုတ်ပြီအဲ့တော့ဘာကြမ်းလဲဆိုတော့နောက်ဆုံးကျွန်တော်တို့တကွက်ကောင်းလေးပြောမယ်လေးလေးနဲ့ရှည်သွားနားလည်ပြီပဲเนาะကျွန်တော်ပြောမယ့်စကားလေးများသွားလို့အဲ့တော့မနက်ဖြန်အတွက်เนาะ12နာရီတမန်ဈေးမှာလောပိုင်ဆော့ခြင်းဘာရှိမလဲကျွန်တော်ကတော့3ညပိုင်နဲ့တကွက်ကောင်းလေးရေးပေးထားတယ်အဲ့ဒါကဘာလဲဆိုရင်3ည8ဆိုတဲ့တကွက်ကောင်းလေးအတော်လေးကြိုက်တယ်ဘာကြောင့်လဲဆိုတော့လက်ရှိမှာကျွန်တော်ပုံမှန်ဆိုရင်ကျွန်တော်တို့ရဲ့ share ပြီးတဲ့က3ရက်အတွင်းဆင်းနေကြဒါပေမဲ့ဒီတစ်ပတ်ကျွန်တော်တို့နောက်ကျသွားတဲ့အတွက်ကြောင့်လက်ရှိမှာလည်းတောက်လျှောက်အပတ်ပေါင်းเนาะများစွာလာပေါင်းများစွာပြီးလာတဲ့ share ပေးတာဖြစ်တဲ့အတွက်ကြောင့်တစ်ခါလေးတော့လည်းနောက်ကျတတ်တာပေါ့ဗျာနောက်ကျရင်တော့မှပျောက်တာကတော့လေးရှားပါတယ်ကန်တော်ဆိုးမှပျောက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့မနက်ဖြန်ကိုကျွန်တော်တို့ရဲ့ share ပေးတာဆင်းမယ်လို့ထင်တယ်ဆင်းမယ်ဆိုရင်တော့ကျွန်တော်အကြိုက်ဆုံးဒီ3-8နဲ့ဆင်းမယ်ဆိုရင်တော့လုံးဝကျွန်တော်မိတ်ဆွေ share ရကြမှာပေါ့ဗျာပြောချင်တာကเนาะ share ပြန်ဆိုတဲ့ကောင်မလေးတွေကဒီ share လိုက်ဆိုပါဘာကြောင့်လဲဆိုတော့ share ပြန်ဒီအပတ်တိုင်းလုံးဝအစောကြီးထွက်ပြီးတော့အများကြီးအဆင်ပြေနေတဲ့ဟာလေးပဲเนาะအဲ့တော့ကိုကတပတ်တည်းနောက်ကြတော့ကိုကနားလေဘူးတော့လိုအပ်တာပေါ့ဗျာအဲ့ဒီပြောခဲ့တယ်တော့ပဲเนาะအဲ့တော့ကျွန်တော်ပြောမယ့်ဟာလေးတွေလည်းကုံစလောက်ပြတ်သွားပြီဆိုတော့နောက်ဆုံးအနေနဲ့ပြောချင်တာကเนาะကျွန်တော်ရဲ့ကိုတေးဆိုတဲ့ channel လေးကိုအခုမှပြန်တွေ့ရဆိုတဲ့တေးရဲ့ချင်းမိတ်ဆိုတဲ့လူဖောင်းလူသစ်တွေအားလုံးကလည်းကျွန်တော်ရဲ့ channel လေးကို subscribe လေးမလုပ်ရသေးလို့တော့ကြပါအောင်ပြီးတော့အများမြင်များတွေ့အောင်လို့ share တဲ့ကောင်မလေးတွေကလည်းဝိုင်းဝန်းပြီးတော့ share သွားကြပါအောင်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောသလိုပေါ့နော်ကျွန်တော်မိတ်ဆွေတွေအဆင်ပြေနေရပဲဟုတ်လား။နောက်ခုလိုမျိုးပဲရှားကောင်မလေးကိုလည်းပြီးပြီးတော့ပြည်ကြည့်ပေါ့နော်ဟုတ်လား။ကဲဟုတ်ပြီအဲ့တော့ပြီးတော့နော်ကျန်တာဘာမှမလုပ်တတ်ဘူးဆိုရင်တော့လက်မလေးတော့နှိပ်သွားပြီလားလက်မလေးနှိပ်သွားပြပြီးတော့ comment လေးမှာကိုပြောချင်တဲ့ဟာလေးတခုတော့ပြောသွားပြောကြမရှိဆိုရင်တော့အသေးလေးပြီးသွားဒါလေးဆိုရင်တော့အဆင်ပြေပါတယ်နော်ဒါလေးကကျွန်တော်ခဏပြောသလိုပေါ့နော်ကျွန်တော်တိတာတပတ်စားကျွန်တော်ပေးတယ်နေ့ရက်တွေပေးတာကကျွန်တော်တို့ဒါအလကားပေးတာပါအနည်းဆုံးတော့ကျွန်တော်တို့ကဘာလိုရလဲဆိုတော့ကျွန်တော်တို့ကိုနော်ကျွန်တော်ပေးတဲ့ကဏ္ဍလေးတွေကိုယုံကြည်နဲ့ထိုးတဲ့အကူမလေးတွေရဲ့ reaction လေးတော့လိုချင်တာပေါ့အနည်းဆုံးတော့ဟာကိုတီကြီးငါတို့ကတော့ဒီနေ့ဘယ်လောက်ကိုပေါက်တယ်ညာလောက်ကိုပေါက်တယ်ဆိုတဲ့ဟာမျိုးကကျွန်တော်တို့အတွက်လုံးဝပီတိဖြစ်တယ်ဗျာဒါတွေကတချို့တွေအတွက်ကြတော့လေအပူတွေလို့ထင်အောင်ထင်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့နေရာရောက်တဲ့လူတွေဆိုတော့သိပါလိမ့်မယ်ဘယ်လောက်ပီတိဖြစ်လဲเนาะအဲ့ပီတိအကြောင်းလဲကျွန်တော်တို့အခုချိန်ကြီးဗျာကျွန်တော်တို့လွှင့်ပြီးနိုင်တာပေါ့เนาะဘာကြောင့်လဲဆိုတော့သိရမလားเนาะပြီးတော့ထားလိုက်ပါတော့တခြားဟာလေးတော့ကျွန်တော်မပြောတော့ပြောချင်ကျွန်တော်စကားရမ်းရှိသွားလိမ့်မယ်ကဲဗီဒီယိုဆိုတော့လောက်နေပဲနားပါတော့မယ်အဲ့တော့ပြောချင်တာကเนาะအဆင်ပြေမယ်ဆိုရင်လက်မလေးနှိပ်သွားပြီးကြပါဦးပြီးတော့ဒီနေ့ကျွန်တော်တို့ညနေမှာပေါက်တဲ့ကွန်မာလေးတွေကလည်းတကယ်လို့ပေါက်တယ်ဆိုရင်တော့ပေါက်ကြီးလေးမှန်သွားဖို့ဗျာမပေါက်ဘူးဆိုလည်းမမှန်လို့ရပါတယ်ဘာမှအရေးမကြီးပါဘူးတခုတော့ရှိရပါကျွန်တော်မိတ်ဆွေတွေမှန်တယ်ကွန်မန်နိုင်သည်ကျွန်တော်ဖတ်ပါတယ်ဗျာเนาะဒါလေးတစ်ခုကိုကျွန်တော်မိတ်ဆွေတွေသိရင်ရပါတယ်ကဲဒီလောက်ပဲเนาะအားလုံးပဲမင်္ဂလာရှိရဲ့ညချမ်းလေးဖြစ်ကြပါစေမနက်ဖြန်အပိန်နေ7နာရီ10မိနစ်ဈေးမှာလေးကိုထိုးတဲ့ကဏ္ဍလေးကပေါက်ကဏ္ဍလေးဖြစ်ပြီးတော့တိတိမိမိပဲအားလုံးပဲထပ်ပြီးတော့
တော့ရကြပါစေဗျာနော်ဘိုင်ဘိုင်ကျွန်တော်တို့မနေ့ပြန်နေ့လေကြာမှပြန်ဆုံမယ်နော်ဘိုင်ဘိုင်